American Dollar ကိုဒီလိုခက်ပြုလုပ်ထားကြပါ American Dollar တရွေ့ဖြစ်လာဖို့အတွက် Washington DC ဒါမှမဟုတ် Texas ပြည်နယ် Forward ကနေစတင်တာပါဒီနေရာနှစ်ခုကနေတရက်ကိုဒေါ်လာ941တန်းလောက်ထွက်ရှိရရှိပါတယ်ဒီကနေ့မှာတော့တကမ္ဘာလုံးကိုလက်မုံချုပ်ကင်ထားတဲ့ American Dollar ကိုဘယ်လိုဖန်တီးထားသလဲဆိုတာတင်ဆက်ပေးသွားမှာပါစက်ကူပတ်စံဆိုတဲ့စကားလုံးကိုတင်ကြားဖို့ကောင်းကြားဖို့ပါလိမ့်မယ်ဒါပေမဲ့ဒီငွေစက်ကူတွေကတကယ်တော့စက်ကူမဟုတ်ပါဘူးစက်ကူကိုပြည်သားပြောဖက်ကနေလုပ်ရရှိပြီးဒီငွေစက်ကူတွေကတော့85%ဝါကုန်းနဲ့25%ရှော့ပေးနေရောဆက်ထားတာပါ Green စက်ကူကုမ္ပဏီကဒီငွေထုတ်လုပ်ဖို့လိုအပ်တဲ့အထူးပြုပစ္စည်းတွေကိုပံ့ပိုးပေးပါတယ်တကယ်တော့ဒီကုမ္ပဏီကနေမီနေရတဲ့ပစ္စည်းတွေအတွက်မိုဘိုင်းခွင့်ရထားပါတယ်ဘာဖြစ်လို့လဲဆိုတော့သူတို့ဟာ Federal ငွေစနစ်စတင်ကြတဲ့ကဒီလုပ်ငန်းမှာလုပ်ကိုင်နေလို့ပါတခြားဘသူကမှပိုင်ဆိုင်ခွင့်မရှိပါဘူးတင်နေထားတဲ့အတိုင်းတရုတ်နိုင်ငံမှာလူတွေဆိုင်ရာလုပ်ငန်းတွေပြင်ဆင်ထားပါတယ်တရုတ်ကနေထွက်တဲ့ဒီလိုစက်ကူတွေကိုပြင်ဆင်ဖို့ပြီးပြန်အောင်လူတွေရဲ့ဒီလိုပြင်ဆင်မှုတွေပြီးတော့ရှားပန်းလုပ်ထားပါတယ်ဒီလိုစက်ကူမှာဓာတ်ရိုက်ရတဲ့ပေါင်းသွားတယ်ဒါပေမဲ့ကျွန်တော်လည်းစက်ကူမှာတော့မပေါတော့ဘူးကိုယ်ကမရှိတဲ့စက်ကူမှာပြီးတော့ရှိနေတဲ့ပုံစံမျိုးပါပါတယ်ဒီလိုပါတော့ပြီးတော့စက်ကူကိုစောင်းလိုက်မယ်ဆိုရင်ရောင်းချပြီးနေပါပါတယ်ဒါပြင်ဒေါ်လာနဲ့ငွေစက်ကူတွေကလွဲလို့ကျန်တဲ့ငွေစက်ကူတွေမှာတမိုးကိုပေါ်ပြတဲ့အဆင့်မြင့်လုံခြုံရေးကြိုးချောင်းပါပါတယ်အခုမြင်နေရသလိုပဲအလေးရောက်နဲ့ကြည့်ရင်မြင်နိုင်ပါတယ်ဒီကြိုးတွေကတူးပြလုပ်ထားတာပါပွင့်လင်းမြင်သာပြီးတော့ခရမ်းလုံးကြောင်းအောင်ကြောက်ပါပါတယ်ဒီရက်စီတဲ့ခရမ်းလုံးကြောင်းကိုတိုက်ရိုက်မမြင်နိုင်ပေမဲ့ဒီဒီကြိုးကဘလို့ပုံစံလေးမှကြည့်နေပါတယ်တမိုးပြပြရှိတဲ့ငွေစက်ကူတွေကမတူညီတဲ့အကြောင်းတွေနဲ့တောက်ပါပါတယ်ဒီငွေတို့ကြီးတွေကငွေစက်ကူနဲ့ရှင်းနေကြတဲ့လုံခြုံရေးဆိုင်ရာတွေဖြစ်ပါတယ်ဒါပေမဲ့တရားထုတ်လို့လုပ်တဲ့စီတွေလိုပဲငွေစက်ကူထုတ်လို့ဆိုတာရုပ်တစ်ဆိုင်ကြီးကြီးမျိုးကြီးပဲအခုလိုမျိုးဖြစ်မလာပါဘူးဒီမှာမြင်နေရတဲ့အတိုင်းငွေကြီးကတနာကိုအရင်ဆုံးနဲ့ပြောပါတယ်ဒီလက်စက်သားတွေကိုဒီကနေယူရိုရဲ့ပုံစံတွေအတွက်တန်ဖိုးပေးပါတယ်အဲဒါကဒီလိုလုပ်နေပါတဲ့တဲ့လက်တွေလက်တွေနဲ့ရပါတယ်လက်တွေကတော့ဘယ်လိုရဖို့ဒီစာလုံးကလက်တွေဆိုင်ကိုတန်ဖိုးပေးပါတယ်အဲဒီကဘာသာတန်ဖိုးတွေပုံစံတွေပါပါတယ်လုပ်ငန်းတွေကိုဒီကိုရှိရကြနေပါတယ်ဒါပေမဲ့ဒီကြောင့်သာမန်တန်ဖိုးမဟုတ်ပါဘူးရင်းနှီးကြလို့ဒီလိုဖြစ်နေအလက်ကိုစိတ်လုံးထားပြီးတော့တော့မှရအောင်ဒါတော့မှသွားနေပြီကြာဒီခွေးတက်ကူရဲ့ထဲမှာရှိတဲ့ပုံစံနဲ့စာသားလိုမျိုးတစ်ခုချင်းစီထွေးထူထားတဲ့အစိပ်ပိုင်းတွေကိုလွှဲပြောင်းဆက်ကိုအသုံးပြုပြီးဂျစ်စောဖေးထီလိုပေါင်းဆက်လိုက်ပါတယ်ဒီလုပ်ငန်းစဉ်ကိုတော့ Serigraphy လို့ခေါ်ပါတယ် Serigraphy ကနေ plastic master ပြားတွေကိုလွှဲပြောင်းပြီးတော့ပြားလို့သူတွေကတစ်ချိန်တည်းမှာတူညီတဲ့ပြားရာနဲ့ကြီးဖန်တီးဖို့အသုံးပြုပါတယ်ဒီလုပ်ငန်းစဉ်ကလည်းပတ်နေတဲ့ဒေါ်လာငွေအားလုံးအတွက်အဆင်ပြေပေမယ့် Benjamin Franklin နဲ့ပတ်သက်ပြီးတော့ထူးဆန်းတစ်ခုရှိပါတယ်အဲဒါကတော့စိတ်ဝင်စားစရာကောင်းတဲ့မိကုန်းတစ်ခုကိုဖြစ်ပေါ်စေနေပါတယ်မကြာသေးခင်ကကိုင်ခဲ့တဲ့ဒေါ်လာ100တန်ငွေဆက်ကိုပေါ်ကထူးခြားတဲ့ပြန်ရောင်းကျိုးကိုတင်တတိထားမိကောင်းထားမိပါလိမ့်မယ်အဲဒါကတေးပဆိုင်အိတ်တွေကတခြားငွေနဲ့မတူပါဘူးအဲဒါကခေတ်ပေါ်ဒေါ်လာ100တန်ငွေဆက်ကိုတွေမှာအတူပြုလုပ်သူတွေရန်ကနေပုံမကောက်ခွင့်နဲ့မှု 3D ကျိုးကိုအသုံးပြုထားလို့ပါငွေဆက်ကိုထဲမှာတီးကြတဲ့ပြားတွေနဲ့စတင်တဲ့တခြားဆင့်မြင့်ထားတဲ့လုံခြုံရေးအင်္ဂါရက်တွေပါဝင်ပါတယ်အဲ့ဒီအင်္ဂါရက်တွေကို microprinting လို့ခေါ်တဲ့လုပ်ငန်းစဉ်တစ်ခုကနေဖန်တီးနိုင်ပါတယ်။တင်ကိုင်ထားတဲ့ငွေကြေးပေါ်ကသိငယ်ပေမဲ့ထူးခြားတဲ့ငင်းချောင်းတွေနဲ့အဆက်ပြောက်တွေကိုတင်သတိထားမိပါသလား။ငွေဆက်ကိုတစ်ခုကိုယူပြီးတော့ရှာကြည့်လိုက်ပါ။ဒီမှာလေးတွေ့နေပါတယ်။ဒါပေမဲ့အဲ့ဒီထဲမှာလေးမနဲ့ဆိုတာထည့်သွင်းထားတဲ့အလူကြီးစာသားတွေကိုတော့သင်ရှားပြမှာမဟုတ်ပါဘူး။ဥပမာဒေါ်လာ100တန်ငွေဆက်ကိုတစ်ခုကိုကြည့်ပါ။ Benjamin Franklin ရဲ့ကော်လာကိုသတိထားမိပါလား။ The United States of America ဆိုတဲ့စာသားတွေ့ရပါလိမ့်မယ်။ပြီးရင်တော့ USA ဆိုတဲ့စာလုံးသုံးလုံးကိုလည်းပုံတူရဲ့အောက်ကြီးမှာတူညီတဲ့ US နဲ့ရေးထားတာတွေ့နေပါတယ်။ Microprinting နည်းပညာကိုတူလုပ်ဖို့ရက်ခက်ခဲ့ပါတယ်။ဒါကြောင့်မဲကျွမ်းကျင်သူတွေကဖတ်လို့မရတဲ့စာလုံးတွေကိုတွေ့ရင်တူလုပ်ထားတဲ့ငွေစက်ကိုတွေးသွားတာပါ။နောက်ထပ် offset ပုံတွေချင်းလို့ခေါ်တဲ့နည်းလမ်းတစ်ခုရှိပါတယ်။ဒီနည်းလမ်းကို$တန်နဲ့အထက်ငွေစက်ကိုတွေမှာအသုံးပြုပါတယ်။မကြီးဆွဲတဲ့နည်းလမ်းနဲ့တူပါတယ်။ဒီစက်လုံးတွေကိုအထူးတန်လိုက်မိနဲ့သုံးလိမ့်ထားပါတယ်။ဒီလိုကငွေစက်ကိုတစ်ပတ်စလုံးမှာအကြောင်းပြဆိုတဲ့ပုံရိပ်တွေကိုကြပြနေတဲ့ပုံပြပါတယ်။$တန်ငွေစက်ကိုမှာဒီနည်းလမ်းကိုသုံးပါအောင်။ဒါကြောင့်တခြားငွေစက်ကိုတွေနဲ့တူမှာအနေငယ်ကွာခြားပါတယ်။သင်တတိထားကြည့်မယ်ဆိုရင်ဒီမှာသူ့ရဲ့ကိုယ်ပိုင်ပုံစံတစ်ခုရှိနေတာတွေ့ရမှာပါ။အရင်ဆုံးတွေးထူထားတဲ့ပြားစီပေါ်မှာစတင်ပြီးတော့လူညံ့တဲ့ rubber sound လေးစီရောက်သွားပါတယ်။အဲဒီကလည်းငွေစက်ကိုတွေပေါ်ကိုရောက်သွားပါတယ်။ဒီစက်တရားသိမြတ်တဲ့ပြင်မှာညင်ရတဲ့အဆောက်အဦရှိပါတယ်။အရှိ50ပေရှိပြီးလက်ရည်နဲ့ပတ်သက်ရှိပါတယ်။ဒါပေမဲ့အရေးစားတဲ့လေးတွေရှိတဲ့ပေသူဟာစာရင်းရဲ့နေရာမှာတော့ပြန်လို့ဒီငွေတို့တွေကိုကြည့်မယ်ဆိုရင်ဘယ်လိုမှမပြန်ငွေတို့ကိုလည်း process လုပ်နေပါတယ်
များစလုံးများစသည်ကိုအလွတ်စာရက်တွေပေါ်မှာထည့်သွင်းနေဆင်ဖြစ်ပါတယ်ဒီလုပ်ငန်းစဉ်ဟာတည်ရင်မြင်ခဲ့တဲ့တမ်ပဏီနဲ့ခရိုမီယံပြားတွေနဲ့စတင်ပါတယ်အဒုံးမင်းကိုထည့်သွင်းပြီးတော့ထိန်းချုပ်ထားတဲ့နေရာတွေမှာဝင်သွားမယ်ဆိုရင်ကျန်တဲ့မြေတွေကိုသိသိချင်းနေပါတယ်အဓိကနေကိုတက်မှုပေါ်ကိုသိတော့တော့ပြပြီးတော့နေဖို့နေမြင့်တဲ့နေတဲ့အသင်းတွေရောက်ခဲ့ရပါတယ်အဲ့ဒါကဒီလိုကြီးကိုတားပြီးနောက်တဲ့နေနဲ့တစ်ခုဖြစ်ပြီးအကြောင်းရင်းကတော့အဲ့ဒီလိုမျိုးပုံတူဖို့ရန်ခက်ခဲလို့ပါအင်တာကလီယိုလုပ်ငန်းစဉ်တွေမှာရောသူ့ရဲ့ကိုယ်ပိုင်2 view set တွေရှိပါသေးတယ်အောက်ဆက်ပုံလေးဆက်တွေလိုမျိုးပေါ့သူတို့ကအခုလှုပ်လှုပ်နေကြပြီးတနင်္လာရီကိုစာရွက်1000လောက်ထုတ်လုပ်နိုင်တဲ့အထိကိုမြင်ပါတယ်ဒါပေမဲ့သူတို့ကိုထူးခြားစေတဲ့ချက်ကအင်တာကလီယိုပုံလေးဆက်တွေကငွေဆက်ကူတွေကိုအလုံးမဖိအားပေးပါတယ်ဒါကြောင့်မဲ့ပြားတွေကိုအရန်ခံခဲ့အောင်ပြုလုပ်ဖို့တည်းလိုပါတယ်ဒါပေမဲ့သူတို့ကအောက်ဆက်ပုံလေးဆက်တွေနဲ့မတူဘဲနဲ့ဒီချိန်မှာအယောင်တစ်မျိုးထပ်ပို့ပြီးတော့စာရွက်တွေပေါ်မှာမသုံးနိုင်ပါဘူးဒီအထူးမျိုးချောင်းကိုကြည့်ကြပါလိမ့်မယ်ဒီကြတဲ့တွင်မျိုးကိုသင်ခန်းစားရတဲ့အခါမှာအဲ့ဒါအင်တာကလီယိုပုံလေးရှင်းရတာဖြစ်ပါတယ်ဒေါ်လာငွေတစ်ခုပေါ်ကအရာအားလုံးကိုအလုပ်ကြီးအစိတ်ကြီးဆက်လက်မှတ်ထားပါတယ်ဒီမှာတွေ့ပေါ့ငွေဆက်ကူတစ်ခုမှာအသက်ရှင်နေမှာဘယ်လိုပါလဲသင်စင်းစားဖို့ပါလားဒီဆက်တီကငွေဆက်ကူထုတ်တွေကိုပုံလေးထုတ်လို့ရမှာအရင်တော့ပါတယ်ဒါပေမဲ့ဒီကိုအဲ့ဒါကလက်သက်ကိုနိုင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့တခြားအများပြပုံလေးထုတ်လို့တဲ့စီတွေမှာမတူညီတဲ့နံပါတ်တွေမပါဝင်လို့ပါဒါကတော့မှပါလို့လည်းဆိုတဲ့စက်ကူရှိပါတယ်ဒီတော့ပုံလေးဆိုတော့ဝိစက်ကိုတစ်ခုချင်းစီနောက်ဆုံးစင်ကိုလုပ်ဆောင်ပေးပါတယ်ဒီမှာသေးသေးချက်လက်အားလုံးကိုတွေ့ရပါတယ်အဲ့ဒါဒီမှာအစိမ်းအောင်ဒါမှမဟုတ်အလက်ရောင်ပေးတဲ့ဒီထားတဲ့စက်နံပါတ်တွေခွဲခြားသတ်မှတ်ထားတဲ့နံပါတ်တွေဘန်နိုင်စာနဲ့ဖက်ထရဘန်ရဲ့ဒီစိတ်တွေပေါင်းပါတယ်ဒေါ်လာစေတန်ရဲ့အထက်ငွေစက်ကိုခွဲခြားပြီးဆိုရင်ဒါမှမဟုတ်ဒီနံပါတ်ကိုကြည့်မယ်ဆိုရင်ထူးခြားတဲ့သင်ပေးဖို့ခန်းစားရပါလိမ့်မယ်အဲ့ဒါကိုအယောင်ပြောင်းနေပေးနေပြုလုပ်ထားပါတယ်ဒီမှာမြင်ရတဲ့အတိုင်းဒီတော့ပုံမှုတွေရောဝေးစီရပါတယ်အကြောင်းရင်းသွားပါတယ်အဲ့ဒါကိုလည်းအလုပ်ဖို့ရန်ခက်ခဲ့ပါတယ်ကြရဆိုတဲ့ဝေးဆက်ကူဟာဒီကြီးတွေကိုပြသပြီးသွားပြီဆိုရင်တော့ဒီလိုဖြစ်ပါတယ်ဒီတော့ဝေးကြီးစစ်သေးစနစ်ဒီတော့အောက်ပိုင်းဝေးကြီးစစ်သေးစနစ်ကိုခေါ်တဲ့ဒီဆက်ကိုဆက်တိုင်းရပါဦးမယ်အဲ့ဒါဟာဒီမှာရဲ့ဒီကိုဒီတက်တက်ကိုစာရွက်ရဲ့ပုံလို့တဲ့ဒီကမာရီရဲ့စစ်စစ်ပေါ်မှာပြသပါတယ်သူတို့ကဝေးဆက်ကူရဲ့နံပါတ်လုံးကိုကိုရှောင်းပြပါတယ်ဒီကမာရီရဲ့ပုံနဲ့လောက်ပဲဒီကြဆိုတဲ့ဘာလို့ရှောင်းနေပါတယ်ဒီကိုအလံပြခံရမယ်ဆိုဒီဝေးတဲ့တွေကယောက်ကဝေးဆက်ကူတရားကြည့်ပြီးတော့အမှားပါတဲ့ဝေးဆက်ကူတွေကိုသိချာပြပါလိမ့်မယ်ဒါပေမဲ့ဇာတ်ရကူလုံးတော့မဟုတ်ပါဘူးကောင်းတဲ့ဝေးဆက်ကူတွေကိုသိသိထားပါလိမ့်မယ်သူတို့ကတင်လိုက်ထားတဲ့ဝေးဆက်ကူတွေရာဒီကိုပြန်နေတာပါအများများထိုးထုတ်မှာတော့မှအဲ့ဒီမဲ့စင်တွေမှာအချင်းချင်းမှာဝေးဆက်ကူဘောကတန်ဖို့တဲ့အကူအညီတွေရတယ်ဆိုတော့နောက်ဆုံးဒီမူတွေတော့ဆိုရင်သူတို့ရဲ့နောက်ဆုံးဒီကအခုပါတယ်သူတို့ရဲ့နောက်ဆုံးဒီကဆက်နေပါတယ်အဲ့နောက်ဆုံးဒီဝါရှင်တန်နဲ့ကိုဝါရှင်တန်ယူရိုရဲ့ဆက်ရုပ်တွေမှာဆက်ပါတယ်ဝေးသက်ကြီးကတော့လည်းရန်ထားလိုက်ဆက်ရောက်ပြီးပြီးပြီးဝေးသက်ကြီးကသူတို့ရဲ့ဆက်ရုပ်ကဒီကျိုးရင်းနဲ့ပတ်ပါတယ်အဲ့ဒီအုပ်ခဲတွေကိုထုတ်ထဲမှာထည့်ပြီးတော့အထုပ်တွေကိုတော့ငွေဆက်ကို4000ပါတဲ့အစိုးရပြင်းနဲ့ထုတ်လို့ပါတယ်အဲ့ဒီလိုအစိုးရလေးခုကိုဒီလိုမျိုးတက်တက်တာတွေထဲမှာထည့်ပါတယ်အဲ့ဒါကိုတော့ skip လို့ခေါ်ပါတယ် Federal ဘာဟာဒီငွေတွေကိုတင်ဝင်ထုတ်လုပ်ခွင့်ရှိတဲ့အဖွဲ့အစည်းဖြစ်ပါတယ်အဲ့ဒါကြောင့်လည်းဒီလိုမလုပ်မချင်းဒီ skip တွေကိုတက်ကြကားတွေကိုတင်ပြီးတော့ကြီးကြတဲ့လမ်းကြောင်းတိုင်း Federal ဘဏ်တွေကိုတင်ဆောင်သွားပါလိမ့်မယ်တခါတလေမှာသူတို့ကနေပေါင်းများစွာဘဏ်တိုင်းတွေထဲမှာရှိနေပါတယ်တော့ဖို့အစင်သက်ဖြစ်တဲ့က Federal ဘဏ်ကဘဏ်တွေနဲ့အကျွေးယူသမဂ္ဂတွေလိုမျိုးတာဝန်စီးပွားရေးဗန္ဒာရေးဖွဲ့စည်းတွေကနေဆင့်ပြည်သူတွေကိုဖြန့်ဝေပေးပါလိမ့်မယ်။အဲဒီဖွဲ့စည်းတွေကတင်ကိုပြန်ပေးပါလိမ့်မယ်။ဒီငွေဆက်ကူတွေအတူရဖြစ်ကြောင်းသိရှိနေဆိုရင်ရောင်းတော့ပြင်ဘက်စီတိုင်းရောင်းတော့ဝေကတော့ဝေကန်တော့ပါလိမ့်မယ်။အဲဒီငွေဆောင်မှုကသမ္မတရဲ့ဆက်ကူကဖြစ်ဖို့ဆောင်းရောနိုင်ငံရေးရှိကြီးတခုလို့ထင်ရပေမဲ့ဒါအထူးရတဲ့စနစ်တစ်ခုမှာတန်ဖိုးပုံမူတည်ပြီးတော့ငွေဆက်ကူတရက်ကို1.8 ဆင့်ကနေ8.6 ဆင့်ကိုကုန်ကြပါတယ်။ဒါမှလည်းကျွေးစီတွေနဲ့ပတ်သက်လာရင်တော့ထိရောက်မှုရှိတဲ့စကားလုံးကိုသုံးလို့မရပါဘူး။ဒီအသင်းဆက်ထုတ်လုပ်ထားတဲ့ကျွေးစီတွေကစီထူထားတဲ့စက်တစ်ခုကနေထွက်လာဖို့ရပေမဲ့လည်းမြေအောက်မှာပို့ပြီးတော့နေတဲ့ရာရှိပါတယ်။ဒီလိုအခြေခံချက်တွေကိုပြောကြကြပါ။ဘီနီကျွေးပြားတွေကကွာတာကျွေးပြားနဲ့ဘာကြောင့်မတူညီတဲ့ခံစားမှုမျိုးပေးတာလဲ။ကိုမေးကြည့်ပါ။အဲ့ဒါကဒီစိတ်တစ်ပိုင်းအားဖြင့်တော့သူတို့ကိုမတူညီတဲ့ပစ္စည်းတွေနဲ့ပြုလုပ်ထားလို့ပါ။ဒါကြောင့်လည်းသူတို့မှာမတူညီတဲ့အကြောင်းလေးရှိနေတာပါ။ဒီပစ္စည်းတွေကိုစင်စင်ပြုလုပ်ထားပြီးကြီးနေတဲ့ electronic လောက်ထားတာကြောင့်ဒီရဲ့လက်ပြရရှိပါတယ်။ဘာကြောင့်လဲတိုင်းမှာကတော့သူတို့ရဲ့ပြုလုပ်ထားတာကြောင့်ပို့ပြီးတော့ဝင်ရောက်တဲ့နေရာရှိပါတယ်။ပို့ပြီးတော့ဝင်ရောက်တဲ့နေရာရှိပါတယ်။ပုံစံမျိုးစုဆောင်ရတဲ့ဒီဆောင်ရတဲ့ဒီလိုမျိုးလုပ်ကြဖို့တဲ့တက်လူကြားနေနေဖြစ်ပါတယ်။ဒီလိုမျိုးအလုပ်ကြားဖို့တဲ့တက်လူကြားနေနေဖြစ်ပါတယ်။အလုံးဝင်လုပ်ကြားဖို့တဲ့ဖြစ်ပါတယ်။အဲဒီကနေဒီကိုအခုဒီတက်နေတဲ့
သူတို့ကိုပုံသွင်းခြင်းမပြုလုပ်ခင်မှာပြောပြစေပါတယ်။ပုံသွင်းခြင်းမှာဒီလိုမျိုးပုံသွင်းဆက်ကိုအသုံးပြုပြီးမြင့်တက်နေတဲ့အနာသက်ကိုဖန်တီးပေးပါတယ်။သူတို့ရဲ့ထူးခြားတဲ့ဒီဇိုင်းတွေကိုရရှိပြီးတာနဲ့အကျွေးစည်းတွေကိုပုံသွင်းခွင့်ဖန်တီးခြင်းနဲ့ပုံသွင်းခြင်းလုပ်ငန်းတွေကိုဖျက်ဆီးပါတယ်။အဲ့ဒါကဘာကိုဆိုလိုရလဲသူတို့ကပူကြီးမြင်မာတဲ့ခြင်းတွေကိုဖျက်ဆီးပြီးတော့ပါပြီ။အခုဒီလိုမျိုးဖီအားလိုမေးပေးနေတဲ့ဝေးသေးချက်ကြောင့်ဖီအားလိုမေးပေးခြင်းရတော့မှာပါ။ဒီကဟာတန်းချေကနေပြန်ဆင်းနေပြီးပါတယ်။ဒီခြင်းတွေကြောင့်သူတို့ရဲ့နေရာရှိရှိပုံကသင်ကြားတဲ့ဒီချက်တွေကိုဖန်တီးပေးပါတယ်။ဒီတိုင်းသူကဒီပေါင်းများစွာပုံသွင်းဖို့ဆိုတော့ပါတယ်။ပုံသွင်းပြီးတော့မှမဆိုရင်ဒီကိုဝိုင်းနေတဲ့စီရောအားလုံးဖြစ်နေတဲ့ဆိုရင်ဒိတ်တွေဖြစ်ပြီးတော့သူတို့ကိုဒိတ်တွေပြီးထွက်ပါလိမ့်မယ်။အိမ်ကအဲ့ဒီချက်ဖြစ်ပြီးတော့ဆက်ဆက်ပန်ဒီကိုငွေဆက်ကိုတွေပေးပြီးပို့ပါလိမ့်မယ်။ဒါပေမဲ့ရှေ့ကကျေးဇူးပြုလုပ်တဲ့အနုပညာဟာမကြသေးခင်နေ့တွေမှာအငြင်းပွားဖွယ်ရဖြစ်လာပါတယ်။ဝေကြီးကတတိယလက်လက်ကိုပြောင်းလာတာကြောင့်ဘယ်လောက်များလဲဆက်ပြီးရဖို့ဆက်လက်တော့အားဖြင့်ကြောက်နေပြီ။ဒီလိုမျိုးကိုလိုတော့ချက်ကိုသင်ကုန်ကြပါတယ်။ကြောက်ဖို့ပြတာပြဿနာမျိုးလာနေပါတယ်။ကျွန်တော်ဆက်ကုန်တဲ့ခုမှာလက်လက်ကိုသင်ကိုတောင်းနေတာဒီလိုကိုဆိုရမယ်ဆိုတော့ရောလေးတွေကအင်းကိုပါနေတဲ့ပထမအမှန်ဘာလို့ဒီစတဲ့ကိစ္စကိုရတာရပါတယ်။ဒီကစက်ရုံမှာပေါဝင်ချင်တဲ့ဘေးကင်းလို့ပြောနေတာအဲ့မှာတော့လေဒီလိုကနေဒီတဲ့ကိုရဒီလာလို့ဒီလိုတွေကိုတရားဝင်ပုံစံနဲ့ပါနေပါတယ်။ဘယ်ကနေလဲဆိုရင်ဒီလိုမျိုးစီလာတဲ့တရားဆိုတော့တော့ဒီကိုယ်ရှိရှိနေတာဒီလိုမျိုးနဲ့ပတ်သက်ပြီးဘာသာရေးကိုဒီမှာဒီလိုမျိုးတော့ပြောနေတော့ပြဖို့ပြက်ကွက်တဲ့အတွက်အမေရိကန်တွေကစိတ်ဝင်စားနေပါတယ်။အကြွေးကြီးတွေသုံးနေအောင်အကုန်သေးပေမဲ့ဒီဝန်ပန်းမှုတွေကသူတို့ကတစ်ချိန်ချိန်မှာအလိုဖြစ်လာနိုင်တယ်ဆိုတော့ဒီပတ်သက်ရပါတယ်အားလုံးပဲတရားပြောရှင်းခြင်းတွေဒီကိုပိုင်ဆိုင်နိုင်ကြပါတယ် ဂျပန်နိုင်ငံတိုကျိုမြို့